snake. တသားမိမိတို့ရေမွေဆိုတာတွားသွားတဲ့တဝါဖြစ်ပါတယ်သူတို့မှာခြေထောက်တွေမပါဘဲနဲ့ဘိုက်နဲ့ပဲတွားသွားနိုင်တဲ့တဝါတွေပါမွေတွေဟာမျိုးစိတ်ပေါင်း3000ကျော်ရှိပြီးအရွယ်အစားနဲ့အယောင်အသွေးအမျိုးမျိုးလည်းရှိကြပါတယ်တဲ့မွေတွေကဘာတွေကိုစားလဲဆိုတော့သူတို့ကအသားစားတဲ့တဝါတွေဖြစ်ပြီးကြွက်ဖားငှက်ငါးနဲ့တခြားတဝါငယ်လေးတွေကိုစားတောက်တတ်ကြပါတယ်တဲ့မွေတွေထဲမှာအစိတ်ရှိတဲ့မွေနဲ့အစိတ်မရှိတဲ့မွေဆိုပြီးတော့လည်းနှစ်မျိုးရှိပါတယ်တဲ့အစိတ်ရှိတဲ့မွေတွေကသားကောင်ကိုအစိတ်နဲ့ပစ်ပြီးအစိတ်မရှိတဲ့မွေတွေကတော့သားကောင်ကိုခန္ဓာကိုယ်နဲ့ညှစ်တက်ကြပါတယ်တဲ့မွေတွေဟာမြေပြင်ပေါ်တစ်ပင်ပေါ်ရေထဲနဲ့တောတောင်တွေမှာနေထိုင်နိုင်ကြတယ်မွေတွေဟာနေဘက်မှာနေပူစားလုံပြီးညဘက်ကျမှအပြင်ထွက်ပြီးအမဲလိုက်လေးရှိပါတယ်တဲ့မွေတွေဟာတဘာဝပတ်ဝန်းကျင်အတွက်အရေးပါတယ်တဝါတွေရဲ့တစ်ကောင်ဖြစ်ပါတယ်သူတို့ရှိနေခြင်းကကြွက်တွေလိုမျိုးပိုးမွှားတွေကိုသူတို့ကဖမ်းယူစားတောက်ပေးတာကြောင့်လူရဲ့ကောက်ပဲသီးနှံတွေကိုလည်းကာကွယ်ပေးရရောက်ပါတယ်တဲ့ကဲမွေတွေကြောင်းသိပြီဆိုတော့မွေတွေအတွက်မိကုံးလေးဖြည့်ကြည့်ရအောင်မွေတွေကဘလို့သွားလဲ1ခြေထောက်နဲ့သွားတယ်2ကင်းမီကောက်ထောင်ပြီးသွားတယ်3တွားသွားတယ်ဟုတ်ပါတယ်မွေတွေကတွားသွားတဲ့သတ္တဝါတွေဖြစ်ပါတယ်ကဲမွေတွေကြောင်းသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေကြောင်းလဲဆက်နာထောင်ရအောင်နော်That is like